Okay အားလုံးပဲမင်္ဂလာပါ Python programming language ဆိုတာဘယ်လိုမျိုးလဲဆိုတာဆက်ပြီးတော့ပြောပြတော့မှာဖြစ်ပါတယ် Python programming language ဟာဆိုရင် general purpose programming language တစ်ခုဖြစ်တယ်သူက scripting language တစ်မျိုးလည်းဖြစ်တယ် general purpose programming language ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ဒီ Python programming language ကိုတော့ပြီးတော့ web development ပဲဖြစ်ဖြစ် AI နဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာပဲဖြစ်ဖြစ် machine learning နဲ့ပတ်သက်တဲ့ application တွေမှာပဲဖြစ်ဖြစ်နောက်ထပ်ဒီ hacking နယ်ပယ်ဘက်မှာဆိုလဲပဲသူက scripting language အနေနဲ့လည်းအသုံးပြုနိုင်တယ်။ဒါဒီသူက general purpose programming language လို့ပြောဆိုတာချင်းဖြစ်တယ်။ပြီးတော့သူက paradigm အမျိုးမျိုးကို support ပေးတဲ့ programming language တစ်မျိုးလည်းဖြစ်တယ်။ procedure ရဲ့ programming language ပြီးရင် functional style ကိုလည်း support ပေးတယ်။ object oriented style ကိုလည်းသူက support ပေးထားတဲ့ language တစ်ခုပဲဖြစ်တယ်။ Windows မှာပဲဖြစ်ဖြစ် Mac OS မှာပဲဖြစ်ဖြစ်ဒီ operating system အမျိုးမျိုး Linux operating system မှာပဲဖြစ်ဖြစ် operating system အမျိုးမျိုးမှာအလုပ်လုပ်နိုင်တဲ့ language တစ်မျိုးလည်းဖြစ်တယ်။ multi platform မှာလုပ်နိုင်တဲ့ language တစ်မျိုးဖြစ်တယ်။သူ့ကို interpreted language လို့လည်းခေါ်နိုင်တယ်။ဘာလို့ interpreted language လို့ခေါ်တာလဲဆိုတော့ Python ဒီ interpreter ကိုအသုံးပြုပြီးတော့ run တဲ့ language တစ်ခုဖြစ်တယ်။တခြားဒီ compiler ကိုသုံးထားတဲ့ language တွေဆိုလည်း programming language တွေရှိတယ်။C တို့ C++ တို့ Java တို့ဒီ compiler ကိုသုံးပြီးတော့ run တဲ့ language တွေဖြစ်တယ်။အဲ့တော့ Python programming language ဆိုဘယ်လိုမျိုးလဲဆိုတာကိုပြောပြဆိုတော့ Python programming language ကိုသုံးပြီးတော့ကျွန်တော်တို့ဒီ code တွေကို develop လုပ်ဖို့အတွက် Python ကိုကျွန်တော်တို့ရဲ့ set မှာအရင်ဆုံး install လုပ်မယ်။ပုံမှန်အားဖြင့်ဒီ unit system တွေဖြစ်တဲ့ Linux တို့ Mac OS မှာကျတော့ဒီ Python ဒီ pre-install ပါလေးရှိတယ်။မပါဘူးဆိုလည်းဒီကျွန်တော်တို့ browser တစ်ခုခုကနေတွားပြီးတော့ install လုပ်မယ်ပြီးရင် Python ကို develop လုပ်ဖို့အတွက် Python ကိုရေးဖို့အတွက် IDE တစ်ခုဒါမှမဟုတ်ရင် code editor တစ်ခုကိုကျွန်တော်တို့က download ရယူမယ်ရယူပြီးရင်ကျွန်တော်တို့က Python programming ကိုစပြီးတော့ develop လုပ်တော့မယ်ပေါ့Python programming ကို develop လုပ်တဲ့ချိန်မှာသုံးပါမယ်ဒီ code editor နဲ့ IDE ပေါ့ code editor ဆိုရင်ကျွန်တော်အနေနဲ့ကဒီ VS Code ဆိုတဲ့ code editor ကိုသုံးပါမယ်ပြီးရင် IDE ဆိုတဲ့ဒီ Python integrated development environment ဖြစ်တဲ့ဒီ Python ဆိုတဲ့ software ကိုလည်းပဲ Python ရေးဖို့အတွက်ကျွန်တော်သုံးပါမယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ရဲ့ set မှာ Python မရှိသေးဘူးဆိုတော့ Python အရင်ဆုံး install လုပ်မယ်ပေါ့အဲ့ကျွန်တော်က run ပါလိုက်မယ်ပြီးရင် python.on လို့ရှာလိုက်မယ်ဒါဆိုရင် Python ကို download လုပ်ဖို့အတွက် download ကိုတွားမယ်ကျွန်တော်တို့အခုလက်ရှိတော့မှာက Python ဒီPython 3.30.5 version ရောက်သွားပြီဒါကိုကျွန်တော်တို့က download ဆိုတာကိုနှိပ်ပြီးတော့ download လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က download ရသွားမယ်အဲ့ဒါပဲဆိုရင်ကျွန်တော်တို့ကဒါကိုကျွန်တော်တို့ကဖွင့်လိုက်မယ်ပြီးရင် install လုပ်မယ် okay ရတယ် run ကျွန်တော်ကကြာတော့ဒီ Python ကဒီကျွန်တော်ရဲ့ set မှာကြာတော့ install လုပ်ပြီးတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးပေါ်နေတာဖြစ်တယ်မိတ်ဆွေတို့အနေနဲ့ကကြာတော့ Python ကိုမရှိသေးဘူးစပြီးတော့ install လုပ်တဲ့အချိန်မှာဆိုရင် install ဆိုတဲ့ဥစ္စာလေးပေါ်နေလိမ့်မယ်အဲ့ဒါဆို install နေပြီးတော့ကျွန်တော်တို့ကဒီပြန်ပြီးတော့ install လုပ်နိုင်တယ်ဒီမှာကျွန်တော်က modify လို့ပြန်လုပ်ပြမယ်install လုပ်လိုက်လိုက်မယ်ဒီမှာဆိုရင်လည်းကြာမယ်သူကခဏဆောင်မယ်ပေါ့နော်ပြီးရင်တော့ install လုပ်ပါမယ်ကျွန်တော်ကကြာတော့ install လုပ်ပြီးရတော့ကြာမလို့ကျွန်တော်ကmodify ပြန်လုပ်ပြတာပေါ့မိတ်ဆွေတို့အနေနဲ့ကကြာတော့ဒီ install မလုပ်ရသေးဘူးဆို install နဲ့ပြီးရင်ဒီမှာတော့ဒီနေရာလေးမှာတွေ့ရှိရမှာပေါ့နော်တို့ဒီနေရာလေးမှာဆိုရင် add to pad တို့ကတော့လောက်ခိုင်းတာတွေ့ရလိမ့်မယ် ID နှစ်ပေါင်းနှစ်ခုလုံးကျွန်တော်တို့က check လုပ်ပြီးတော့ install လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ set မှာ Python က install လုပ်ပြီးတာဖြစ်ပါလိမ့်မယ်ဒါမျိုးဆိုရင်ကျွန်တော် modify web successful ပြောတယ်မျက်စိတော့ကြာတော့ဒီ install လုပ်ပြီးသွားတဲ့အချိန်မှာဆိုရင် install successful ပဲဖြစ်ဖြစ်ရမယ်ပေါ့နော်နောက်က close လိုက်မယ်Python ကိုရေးဖို့အတွက်က Python ကိုအရင်ဆုံး install လုပ်ပြီးတာပြီးရင်
ဒီ Python ကို development လုပ်ဖို့အတွက် PyCharm ကိုကျွန်တော်တို့က install လုပ်မယ် VS Code code editor ကိုလည်းပဲကျွန်တော်တို့ကသုံးလို့ရတယ်အဲ့တော့ခုလောလောဆယ်က PyCharm ကိုသုံးမယ် PyCharm ကိုသုံးမယ်ဆိုတော့ကျွန်တော်တို့က PyCharm community ကိုကျွန်တော်တို့က download လုပ်မယ်ဒါဆိုရင် PyCharm community edition ရှိလိမ့်မယ် PyCharm က professional version လည်းရှိတယ် community version ရှိတယ် enterprise ဆိုတဲ့ version ၃မျိုးလောက်ရှိရပါတော့ဒီ PyCharm community version ကတော့သူက free ရတယ်အဲ့ဒါကို download ချလိုက်မယ်free download for PC ဆိုပြီးတော့ download လုပ်မယ် okay မြင်တောင်းလာပြီတောင်းလာပြီဆိုတော့ဒီမှာဆိုရင် PyCharm community version ကိုကျွန်တော်တို့ကဖွင့်လိုက်ပြီးရင် PyCharm ကိုကျွန်တော် install လုပ်မယ်အဲဆိုရင် okay ပြီးရင်ဒီမှာဆိုရင် desktop shortcut ကိုထားခြင်းပေးလို့ကျွန်တော်တို့ကြောင့်မလို့ကျွန်တော်တို့က create desktop shortcut ဒီဥစ္စာက create association အခုကိုကျွန်တော်တို့ကချက်လုပ်ပြီးတော့နှိမ့်မယ်ပြီးရင် edit best variable with start နည်းတယ်ဆိုတာကျွန်တော်တို့ဒီ column ကိုကျွန်တော်ကချက်လုပ်ခဲ့မယ်ချက်လုပ်ခဲ့ပြီးကျွန်တော်ကနှိမ့်မယ် install တော့တရားမှဆိုရင်လိုအပ်တဲ့သူကအဲ့ဒီအကုန်လုံး down နေလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကဒီ Python ကိုလည်း develop လုပ်ပြီးသွားပြီ install လုပ်ပြီးသွားပြီပြီးရင် PyCharm ကိုလည်းဒီ Python ကုတ်တွေရေးဖို့အတွက် install လုပ်ပြီးသွားပြီဆိုတော့အခုဆိုရင် desktop မှာကျွန်တော်အနေနဲ့ဒီ PyCharm icon shortcut လေးကိုတွေ့ရှိရလိမ့်မယ်လောလောဆယ်ကကျွန်တော်ဒီ ID ကိုလောလောဆယ်တုံးပြနေမှာမဟုတ်ဘူးအဲ့တော့ကျတော့လောလောဆယ်ကဒီ notepad editor ကိုပဲတုံးပြီးတော့ဒီ Python ကို develop လုပ်ပြမယ်အခုညဆုံးအနေနဲ့ကကျွန်တော်တို့ရဲ့ Python ကို install လုပ်ပြတဲ့အချိန်မှာကျွန်တော်တို့ရဲ့ setting မှာ Python ရှိလားမရှိလားဆိုတာကိုအရင်ဆုံးစစ်ဆေးလို့ရမယ်အဲ့တော့ကျတော့ကျွန်တော်တို့က command prompt ကိုသွားမယ် cmd ဆိုပြီးရိုက်မယ်ပြီးရင်တို့က Python ဆိုပြီးရိုက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ setting မှာ Python install လုပ်ပြီးသွားပြီလို့ပြောလို့ရတယ်ကျွန်တော်တို့ Python version ကိုကြည့်ချင် Python တက်တဲ့ version အဲဆိုရင်ကျွန်တော်ဆက်မှာဆိုရင် Python ခုနက 3.30.5 ကို install လုပ်ထားတာဖြစ်တယ်နောက်ဆက်မှာ Python ရှိနေပြီကြာ Python ကိုစပြီးတော့ရေးလို့ရပြီအဲ့တော့ကျွန်တော်ကလောလောဆယ်ကဒီ PyCharm ID ကိုတုံးနေမှာမဟုတ်ဘူးအရင်ဆုံးကဒီကိုယ့်ရဲ့ဆက်မှာပဲ default ပါတဲ့ text editor တစ်ခုကိုပဲတုံးပြီးတော့လုပ်သွားမယ်နှုတ်ပြီးဆောင်းလိုက်မယ်Python ကိုလို့ပြီးဆောင်းလိုက်မယ်ပြီးရင်ကျွန်တော်က notepad ကိုဖွင့်လိုက်မယ်အဲ့မှာဆိုရင်ကျွန်တော်ကဒီကြားဒီ Python မှာပါတဲ့ taken ပါတဲ့ function တစ်ခုတုံးလိုက်မယ် print ဆိုတဲ့ function တုံးလိုက်မယ် hello ပါ and hello ပါရင်ကျွန်တော်ဆေးလိုက်မယ် desktop ဘောကကျွန်တော်တို့ဆေးမှာက Python 9ထဲမှာသွားပြီးတော့ဆေးမယ်ပြီးရင်ကျွန်တော်တို့ရဲ့ file ဒီ Python file ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ file extension ဒီ .py နဲ့ပေးရမယ်ပြီးရင်ဆေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ print ဆိုတဲ့သူ့ရဲ့ Python programming language မှာအပေါက်ပါလာတဲ့ဒီ taken function တုံးပြီးတော့အရင်ဆုံး print ထုတ်တဲ့ function ရေးလိုက်တယ် program လေးကိုရေးလိုက်တယ်ပြီးရင်ကျွန်တော်ကဒီ hello
file ဆိုတဲ့ file လို့ကျွန်တော်က run မယ်ဒီမှာဆိုရင် hello.py ဆိုတဲ့ Python file တစ်ခုရှိမယ်ကျွန်တော်တို့အနေနဲ့ Python icon လေးနဲ့မြင်ရမယ်နော် Python file တစ်ခုရှိတယ်အဲ့ဒါကိုကျွန်တော်က run မယ်ပေါ့အဲ့ကလေးထောက်မယ် open terminal ဆိုပြီးကျွန်တော်တွားလိုက်မယ်ဒီအဆုံးကကျွန်တော်တို့ရဲ့ Python file ရှိတဲ့ဒီ file balance ကြောင်းနေရာကိုပေးရတယ်ဖြစ်ရင် Python file ကို run မဖြစ်တဲ့ကြောင့်လို့ Python command ကို Python key ကိုကျွန်တော်တို့ကရေးမယ်ပြီးရင် Python hello .python နားလိုက်ဒါဆိုရင် hello world ဆိုတဲ့ကျွန်တော်စာသားထွက်လာတယ်ခုနကကျွန်တော်တို့ရေးသားထားတဲ့ Python file ကို Python ဆိုတဲ့ command ကိုသုံးပြီးတော့ run တော့တာဖြစ်ပါတယ်ဒါကကြတော့ကျွန်တော်တို့ရဲ့ဒီ computer မှာပါရှိနေတဲ့ text editor ကိုပဲသုံးပြီးတော့ဒီ hello.py ဆိုတဲ့ Python ကို file ကို Python ဆိုတဲ့ command နဲ့ run တော့တာဖြစ်တယ်နောက်တဲ့ video lesson မှာတော့ခုနကကျွန်တော် download အပြယူခဲ့တဲ့ install လုပ်ခဲ့တဲ့ Python IDE ကိုတုံးယူပြီးတော့ Python ကိုဆက်ပြီးတော့ develop လုပ်တော့မှာဖြစ်ပါတယ်နောက် video မှာဆက်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်